ဒီနေ့ကကျွန်တော်တို့အဖမင်းသိန်းခါရဲ့အဖမင်းသိန်းခါမွေးနေ့အထိမ်းအမှတ်ကျွန်တော်တို့ဂရင်900ကြောက်ကစီးနဲ့ကြောက်ကဆေးရုံကြီးမှာကျွန်တော်တို့အလူအာဟာရဒါနကုသိုလ်တော်အလူဖြစ်ပါတယ်ဆရာရှင်တော်နေနဲ့ဆရာမရှင်လက်ရည်နဲ့ယူတော်မင်္ဂလာမိသားစုရဲ့အလူဖြစ်ပါတယ်ဒါရှိကျွန်တော်တို့ထမင်းဟင်းကြက်သားဟင်းပေါ့နော်နောက်ပြီးတော့ငပိရေကျိုးတို့ဒီနဲ့လူတန်းချင်းဖြစ်ပါတယ်25ရက်6လ2025ဘာဆရာကြီးမင်းသိန်းခါရဲ့မွေးနေ့အထိမ်းအမှတ်အလှူဖြစ်ပါတယ်89နှစ်မြောက်မွေးနေ့ဖြစ်ပါတယ်ဆရာရှင်အနေနဲ့ဆရာမရှင်လို့ရနေလို့မိသားစုရဲ့ပြီးတော့လာရောက်လူတန်းချင်းဖြစ်ပါတယ်ကဲဒါကြီးခါလေးပါကားရုံမရလေဒါကြောင့်ကြိုက်ဒါကျွန်တော်တို့ရန်ကုန်စိန်ကျွန်းဂရင်900ဆေးရုံမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကုသိုလ်တော်များကိုအဘမင်းသိန်းခကြားပါစေသိပါစေအဘမြင်နိုင်ပါစေတာတူလည်းခေါ်နိုင်ပါစေအဘလျှောက်လန်းတဲ့လမ်းမှာတဆင့်မြင့်ပြီးတော့အဘလျှောက်လန်းတဲ့ဝိဇာလမ်းမှာတဆင့်မြင့်ပြီးတော့နောက်ဆုံးအဘဆန္ဒရှိတဲ့အတိုင်းဖြစ်ပါစေလို့ကျွန်တော်တို့ရဲ့ကုသိုလ်ကောင်းမှုအစုရဲ့ကိုးပါကကိုအဘရရှိပါစေအဘရရှိပါစေဒီရန်ကဘယ်တော့မှတိုင်းဆက်ရဘာပါလဲသိရှိရင်လည်းဟိုကလက်မခံဟုတ်ပါဘူးတောင်းရိုက်တော့အရင်ရှိရင်လည်းဟိုကလက်မဟုတ်တယ်လိုက်ပြီ3မိနစ်စာလောက်3မိနစ်စာ